ပြောပြလေဘယ်မှာနေလဲဇာတိနာ အေးဇာတိတထုံဇာတိကလေးနေကြရနော် ဟိုမိသားစုဝင်တွေကမရှိတော့ဘူးလား ဒီတိုင်းသူဝင်လားကြမ်းစီတော့တမီးမြောက်လားတမီးမြောက်စီတဲ့တာ9ယောက်စီတယ် အခုဘယ်မှာလဲသားသမီးတွေဘယ်မှာလဲ စာချီလေးမှာရဲပေါ့တမီးက သူတို့မဆက်သွယ်ဘူးလား သူတို့လားအမေလည်းမဆက်တယောက်ကအိမ်တော်တယောက်ကအပြိုတထုံပါပဲလေ ဘယ်သူမှမဆက်သွယ်လာဘူးလား ထုံပါပဲလေအမေရတယ်ဒီမှာ9နှစ်စီပတ်စံတောင်းမရတော့လေမရတော့ ဟုတ်လား ဟေးတမီးတယောက်ကအပြိုတယောက်ကအိမ်တော်နဲ့တယောက်ကအညာအိမ်မှာအလုပ်လုပ်ပြီးတင်းရ ဩ ဒီလားစိတ်ကြာကြာကျန်လာအမေလိုက်ပို့လေဒီတော့ကျွန်းစစ်စံရလေငါလိုက်ခဲ့လေ ကျွန်တော်ကနေတာမှရင်မှာပဲနေတယ်လေ ဒီလိုက်ပို့လေအမေတထုံစစ်စံရလေ ကျွန်တော်သားသမီးတွေသိအောင်လို့ကျွန်တော်တင်ပေးမယ်လိုက်ပါမှာနော် လိုက်ပါမှာ တင်မျိုး လိုက်ပါမှာတင်လို့ရတယ်မလားတင်ခွင့်ပြုလား ကားပါတင်မျိုးနော် ဟုတ်ကဲ့ကျေးဇူးပဲနော် လိုက်ပြောတော့ ဟုတ်ကဲ့တာရန်မန်းရဲ့တာရန်သွားတဲ့လမ်းမှာသူတယောက်တည်းသားသမီးတွေရှိလာရင်ပြဆက်သွယ်လာပေးပါသားသမီးတွေရှိရင်ဆက်သွယ်လာပေးပါမိဘလိုမျိုးပြစ်မထားပါနဲ့ဘလိုမျိုးပဲဖြစ်ဖြစ်မိဘပါပဲဘလိုအကြောင်းမျိုးပဲဖြစ်ဖြစ်ပေါ့မိဘကိုပြစ်မထားသင့်ပါဘူးမိဘကိုလာခေါ်ပါ